ကောက်မှနေတဲ့ trader တယောက်ဆိုပေမဲ့တချို့ရက်ဒီမှာကကျွန်တော်တို့ trading အပြင်ကျွန်တော်တို့ရဲ့ personal အလုပ်ကိစ္စတွေကိုလည်းလုပ်ရတယ်ဗျဒါကတော့ပုံမှန်တိုင်းမလက်ခင်းရေမှုချိုးမျက်နှာတက်ပေါ့လေခိုင်းဆိုရင်တော့ဈေးဘက်ကိုအရင်ကြည့်ပြီးမှကျွန်တော်လုပ်ဆရာရှိရကိုလုပ်တယ်ဆိုပေမဲ့ဒီကနေ့ကတော့အလုပ်ကိစ္စချင်းထားတာဖြစ်လို့ကျွန်တော်အမြန်မဲ့ရေမှုချိုးလိုက်ပါတယ်အကြပါဘူးကျွန်တော်စီဖုန်းဝင်လာတယ်ဗီဒီမက်ကဆာဖာမင်းနဲ့လူလူဘေဘီ20မရှိတော့ဘူးဆိုတော့ကျွန်တော်အခုချက်ချင်းပဲဆိုင်အောင်သွားပြီးတော့ကြည့်ပြရအောင်ဖြစ်ပါတယ်ဒါကတော့မသွားခင်ဆက်ဖီးလေးတစ်ချက်ပေါ့လေဒီလိုနဲ့ဆိုင်ရောက်တော့မနက်ခင်းဘက်မှာ trading ကောက်ဖွင့်ထားတဲ့ trader တွေအရာလေးတွေကိုတစ်ချက်စစ်ပြီးတော့တခြားလေးလုပ်ပြီးဖြစ်တယ်ပြီးတော့ပုံမှန်တိုင်းမင်းစားရပေါ့လေစဉ်းစားပြီးဒါကတော့ကျွန်တော်စာရွက်စာတမ်းကိစ္စတစ်ခုနဲ့ကျွန်တော်အလုပ်ကိစ္စလေးချင်းထားပြီးတော့ကျွန်တော်စာရွက်စာတမ်းတခြားကြည့်တယ်ပြီးရင်ငွေစစ်တယ်စစ်ပြီးတော့ကျွန်တော်လက်မှတ်ထိုးကြရှိရတွေထိုးပြီးတော့မှကျွန်တော်ရဲ့ passport တွေပိုင်းနဲ့တပုံရတယ်ပေါ့ဒါကတော့ကျွန်တော်ရဲ့အလုပ်တွေကတစ်မျိုးပေါ့လေဒါကျွန်တော်နေ့တူကမတူတဲ့အလုပ်တွေကိုနေ့တိုင်းလုပ်နေရတယ်ပေါ့ပြီးမှနေ့လည်ခင်းရောက်မှပဲကျွန်တော်ရဲ့ဒီ trading နဲ့ကျွန်တော်ရဲ့ TikTok ပေါ်ကဒီ content လေးတွေကိုပြန်ပြီးတော့လုပ်ဖြစ်ပါတယ်